ဒီဗီဒီယိုထဲမှာတော့ Binance မှာ future trade မယ်ဆိုရင် future position ဝင်ငယ်မှာအရှုံးအမြတ်ဘယ်လိုတွက်လို့ရလဲဆိုတာကိုရှင်းပြပေးတော့ပါမယ်။ Okay အရင်ဆုံးကျွန်တော်တို့ Binance ထဲကိုသွားလိုက်မယ်ပေါ့နော်။ Binance ထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီ future trade ထဲကိုသွားလိုက်မယ်။ future trade ထဲမှာကျွန်တော်တို့ဒီညာဘက်အပေါ်ထောက်မှာ calculator ပုံလေးရှိရပေါ့နော်။ကျွန်တော်တို့ဒီ calculator ပုံလေးထဲကိုသွားလိုက်မယ်။ calculator ပုံလေးထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာPNN ရှိမယ် target price ရှိမယ် liquidation price ရှိမယ်ပေါ့နော်ပြီးရင် max open ရယ် open price ရယ်ဆိုပြီးတော့ရှိမယ်ကျွန်တော်ဒီ topic တွေထဲမှာကျွန်တော် PNN ရယ် target price ရယ် liquidation price ရယ်ကိုပဲရှင်းပြပေးတော့ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ max open ရယ် open price ရယ်ကကျွန်တော်တိတ်ပြီးတော့အသုံးမပြုဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီသုံးမျိုးကိုရှင်းပြပေးတော့ပါမယ်ပထမဆုံးကျွန်တော်တို့က future မှာဘာ coin trade မှာလဲပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့က BTC USDT ပဲကိုရွေးထားတယ်ဒီနေရာမှာကျွန်တော်ကိုကြိုက်တဲ့ကို trade ချင်တဲ့ pair ကိုပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် BTC နဲ့ပဲဥပမာပြလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က position တစ်ခုဝင်မယ်ဆိုရင်ဘယ်ဈေးနှုန်းမှာ position ဝင်မလဲဆိုတော့ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ833မှာကျွန်တော် position ဝင်လိုက်မှာပေါ့နော်83400မှာ position ဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီ calculator ပုံလေးတွေကိုသွားလိုက်မယ်ဒီ PNN ဆိုတာကကျွန်တော်တို့ဘယ်နေရာမှာ entry price ဝင်မယ် target price ဘယ်လောက်မှထားလို့ရှိရင်ကျွန်တော်တို့ကအမြတ်ဘယ်လောက်ရမလဲဆိုတာကိုတွက်တဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ long ရယ် short ရယ်ဆိုပြီးနှစ်မျိုးရှိရပါတော့ကျွန်တော်တို့က long trade မှာဆိုတော့ကျွန်တော် long ကိုရွေးလိုက်မယ်ဒီအောက်ကတော့ leverage ဖြစ်ပါတယ်ကျွန်တော် leverage ဘယ်လောက် x နဲ့ trade မလဲပေါ့နော်ဘယ်လောက် x နဲ့ position ဝင်ပြီးတော့ position ဝင်မလဲဆိုတာကိုကျွန်တော်ဒီမှာ leverage လဲကို position ဝင်မဲ့ leverage ကိုထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ 50x နဲ့ပဲပြပေးပါမယ် okay ကျွန်တော်တို့ကဒီမှာ long trade မယ် leverage ကို 50x ယူမယ် entry price ကိုကျွန်တော်က83,400မှာ entry ဝင်မယ်ကျွန်တော်တို့က long trade မှာဆိုတော့ target price ဘယ်လောက်ကိုရောက်လို့ရှိရင်ဘယ်လောက်မှထားရင်ကျွန်တော်တို့ကအမြတ်ဘယ်လောက်ရမလဲဆိုတာကိုတွက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က exit price ပေါ့နော် exit price ကတော့ target price ဖြစ်ပါတယ် exit price မှာကျွန်တော်တို့က8000ခွဲ BTC ရဲ့ဈေးနှုန်း8000ခွဲကိုရောက်လို့ရှိရင်ကျွန်တော်တို့က target price ကို8000ခွဲကိုထားလိုက်မယ်ကျွန်တော် quantity ဆိုတာကကျွန်တော်တို့ position size ပေါ့နော်ဒီ quantity နေရာမှာကျွန်တော်တို့က position size ကိုထည့်ပေးရပါမယ်ကျွန်တော်တို့ကထားပါတော့ကျွန်တော် future ကောင်ထဲမှာ$20ရှိတယ်ကျွန်တော်တို့ leverage ကိုလည်းဒီမှာအပေါ်မှာ 50x ယူထားမယ်ဆိုရင်ကျွန်တော်တို့ကဒီ$1000ဖိုးထိထွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီနေ့မှာ$1000ထည့်လိုက်မယ် position size ကိုကျွန်တော်တို့က$1000ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က entry price ကို83,400မှာ entry ဝင်မယ်target price ကို8000ခွဲကိုထားမယ် position size က$1000တကယ်လို့ကျွန်တော်တို့က BTC ရဲ့ဈေးနှုန်းက8000ခွဲထိရောက်သွားလို့ရှိရင်ကျွန်တော်တို့ကအမြတ်ဘယ်လောက်ရမလဲဆိုတာကို calculate ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ result ဆိုတဲ့နေရာမှာပြပေးပါမယ်ကျွန်တော်တို့က initial margin ကတော့ကျွန်တော်တို့ future ကောင်ထဲမှာရှိရမယ့်ဟာပေါ့နော်ကျွန်တော် margin ထားရမယ့်ဟာ18.35 USDT future ကောင်ထဲမှာရှိရမယ်ကျွန်တော်တို့ PNN ကကျတော့ကျွန်တော်တို့အမြတ်ပေါ့နော်အမြတ်ဘယ်လောက်ရမလဲဆိုတော့19.6 USDT ရမယ်ပေါ့နော်ROE ကတော့ကျွန်တော်ဘယ်နှရာခိုင်နှုန်းမြတ်မလဲဆိုတော့ကျွန်တော်တို့ဒီ 95.9 နှစ်ရာခိုင်နှုန်းအမြတ်ရပါမယ်ဒါကတော့ကျွန်တော်တို့ဒီ entry price ဘယ်လောက်မှဝင်မယ် target price ကိုဘယ်ဈေးနှုန်းမှာထားမယ် position size ကဘယ်လောက်ဒါဆိုရင်ကျွန်တော်တို့ TP ထိလို့ရှိရင်ဘယ်လောက်မြတ်မလဲဆိုတော့ဒီ calculate ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ result အနေနဲ့ကိုရမယ့်အမြတ်ကိုပြပေးတာဖြစ်ပါတယ်ဒါကတော့ long trade ပေါ့နော်နောက်တစ်ခုက short trade မှာဆိုရင်ကျွန်တော်ဒီမှာ short မယ်ဆိုရင်လည်းကျွန်တော်ဒီဘက်က short ကိုပြောင်းလိုက်ရုံပဲကျွန်တော်ဒါဆိုရင် short trade မှာကျွန်တော် entry price ကို83,400မှာပဲ entry ဝင်လိုက်မယ်ကျွန်တော် target price ကိုကြတော့ကျွန်တော် exit price ကကြတော့ကျွန်တော်82,000ပေါ့နော်82,000ထားလိုက်မယ် entry price 83,400မှာ entry ဝင်ပြီးတော့82,000ထိ BTC ဈေးက82,000ထိရောက်သွားလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်မြတ်မလဲဆိုတော့ဒီအောက်က calculate ကိုနှိပ်လိုက်လို့ရှိရင်ပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ PNN ကတော့အမြတ်ပေါ့နော်ကျွန်တော် PNN က 15.4 USDT အမြတ်ရမယ် ROE ကကြတော့ကျွန်တော်တို့ 83.93% profit ထွက်မှာပေါ့နော်ဒါကကျွန်တော်တို့က entry price ဘယ်လောက်မှဝင်မယ် target price ဘယ်လောက်မှထားမယ် position ရဲ့ size က quantity ကဘယ်လောက် USDT ကို trade မယ်ဆိုရင်ကျွန်တော်တို့ထားတဲ့ target price ကိုရောက်လို့ရှိရင်ကျွန်တော်တို့အမြတ်ဘယ်လောက်ရမလဲဆိုတော့ဒီမှာကြိုတွက်လို့ရပါတယ်နောက်တစ်ခုကတော့ target price ပေါ့နော် target price မှာက target price ကိုသွားလိုက်မယ် target price မှာလည်းဒီလိုပဲ long ရယ် short ရယ်ဆိုပြီးတော့ရှိတယ်ကျွန်တော်တို့ဒါ long trade မှာလား short trade မှာလားပေါ့နော်long ကျွန်တော်အရင်ဆုံး long ပြပေးပါမယ်ဒီမှာ long trade ထားလိုက်မယ် long trade ထားပြီးတော့ leverage ကိုကျွန်တော် 50x ပဲထားလိုက်မယ်ပေါ့နော် 50x ပဲထားလိုက်ပြီးတော့ဒီမှာက entry price ကိုစားတော့လို့ပဲ83,400မှာ entry ဝင်လိုက်မယ် okay ကျွန်တော်တို့ကဒီမှာက percentage နဲ့သွားမယ်ပေါ့နော်ကျွန်တော် future position ဝင်မယ်ဆိုရင် margin ရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ margin က$10ရှိလို့ရှိရင်ကျွန်တော်တို့က100% profit ထွက်ရင်ကျွန်တော်တို့က$10ရမယ်ပေါ့နော်ကျွန်တော်ရဲ့ margin က$10ရှိတယ်ဒါဆိုရင်ကျွန်တော်တို့က100% $10လုံး profit ထွက်ချင်လို့ရှိရင်ဘယ်နေရာမှာဘယ်ဈေးနှုန်းမှာ TPU ရမလဲဆိုတာကိုဒီမှာလာတွက်လို့ရပါတယ်ဒီ ROE ကတော့ကျွန်တော်ဒီမှာ$10 margin ကို$10ထားရတယ်
profit ကို$0ထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ100% profit ထွက်မှရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ100% ထည့်လိုက်မယ်ဆိုတော့ဒီမှာက calculate ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ target price ကိုသူကပြပေးပါတယ် result နေရာမှာ target price ပြပေးတယ်ဆိုတော့$85,068ကိုရောက်လို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ margin ရဲ့100%လုံး profit ထွက်မယ်ပေါ့နော်ကျွန်တော်ကဒီမှာမဟုတ်ကျွန်တော်က90%ရရင်ကျွန်တော်တို့ margin ရဲ့90% profit ထွက်လို့ရှိရင်ပိတ်မယ်ဘယ်နေရာမှာ target price ထားမလဲဆိုတာကိုလည်းဒီ calculate ကိုတွက်လိုက်လို့ရှိရင်ဒီမှာပြပေးပါတယ်$84,234ကိုရောက်လို့ရှိရင်ကျွန်တော်တို့90% profit ထွက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ long trade မှာ entry price ဘယ်လောက်မှဝင်မယ်ကျွန်တော်တို့ဘယ်နေရာခိုင်နှုန်းမြတ်ချင်တယ်ဒါဆိုရင် target price ဘယ်မှာထားမလဲဆိုတာကိုတွက်တဲ့နေရာဖြစ်ပါတယ် short မှာလည်းတူတူပါပဲဒီမှာ short trade မယ်ဆိုရင်ဒီဘက်မှာ short ကိုပြောင်းလိုက်မယ် leverage ကိုလည်း58ပဲထားလိုက်မယ်ပေါ့နော်ကျွန်တော် entry price ကို$83,400မှာပဲထားလိုက်မယ် ROE ကကျွန်တော်တို့90%ဒါမှမဟုတ်ကိုကြိုက်တဲ့ကို profit ထွက်ချင်တဲ့လောက်ကိုထားလို့ရပါတယ်ကျွန်တော်ဒီမှာ100%ထားလိုက်မယ်ပေါ့နော်100%ထားလိုက်မယ်ဆိုရင်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်က calculate ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပြပေးပါတယ်$81,932ကိုရောက်လို့ရှိရင်ကျွန်တော်100% profit ထွက်မယ်ပေါ့နော်နောက်တစ်ခုကတော့ liquidation price ပါ okay liquidation price မှာလည်းဒီလိုပဲကျွန်တော် long ရယ် short ရယ်ရှိမယ်ပထမဆုံးကျွန်တော် long trade ကိုပြပေးမယ် leverage ကိုကျွန်တော်58ပဲယူလိုက်မယ် entry price ကကြတော့ကျွန်တော်စားနှုန်းဟာပဲ$83,400မှာ entry ဝင်မယ် quantity ကကျွန်တော်စားနှုန်းလိုပဲ USDT $1,000 ဘိုး position ဝင်မယ်ဒီနေရာမှာကကျွန်တော်တို့ wallet balance ရှိတယ်ပေါ့နော်ကျွန်တော် future account ထဲမှာဒေါ်လာဘယ်လောက်ရှိလဲဆိုတော့ကိုယ့်ရဲ့ future account ထဲမှာဘယ်လောက် USDT ရှိလဲဆိုတော့ဒီနေရာမှာထည့်ပေးရပါမယ်ကျွန်တော်ဒီမှာ120ထည့်လိုက်မယ်ပေါ့နော်future account ထဲမှာ120ရှိတယ်ကျွန်တော် leverage ကို58ယူထားမယ် entry price ကိုဒီဈေးနှုန်းမှာ entry ဝင်မယ် position size ကကျွန်တော်တို့ quantity က$1,000ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်ဈေးကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ future account ထဲမှာရှိနေတဲ့ပတ်စံတွေအကုန်လုံးကုန်သွားမလဲဆိုတော့ဒီမှာတွက်တဲ့နေရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ calculate ကိုနှိပ်လိုက်လို့ရှိရင် BTC ရဲ့ဈေးနှုန်းက$92,982ကိုရောက်သွားလို့ရှိရင်ကျွန်တော် future account ထဲမှာရှိတဲ့ပတ်စံတွေကုန်သွားမယ်ပေါ့နော်ကျွန်တော် position က liquidate ဖြစ်သွားမယ်ဒါက long trade မှာပေါ့နော် long trade မှာကျွန်တော်တို့ entry price က$83,400မှာ entry ဝင်လိုက်မယ်ဒါဆိုရင် BTC ရဲ့ဈေးနှုန်းက$92,982ကိုကျသွားတာနဲ့ကျွန်တော်တို့ future account ထဲမှာရှိနေတဲ့$120လုံးအကုန်ကုန်သွားမယ်ပေါ့နော်ဒီနောက်တစ်ခုကတော့ short ပါ short ကလည်းတူတူပါပဲကျွန်တော်တို့ဒီမှာleverage ကို58ပဲယူထားလိုက်မယ် entry price ကိုလည်း$83,400မှာ entry ဝင်မယ်ကျွန်တော် quantity က$1,000ဘိုး position size က$1,000ဝင်မယ်ပေါ့နော်ကျွန်တော် wallet balance က future account ထဲမှာဘယ်လောက်ရှိလဲဆိုတော့ဒီနေရာမှာထည့်ပေးရပါမယ်ကျွန်တော် future account ထဲမှာ$120ရှိတယ်ဆိုရင်ဒီမှာ$120ထည့်လိုက်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်က calculate ကိုနှိပ်လိုက်လို့ရှိရင်ဒီက short ဖြစ်တဲ့အတွက်ကျွန်တော်ဈေးတက်သွားလို့ရှိရင်ကျွန်တော်တို့liquidate ဖြစ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ calculate ကိုနှိပ်လိုက်လို့ရှိရင် result နေရာမှာ liquidation price ဆိုပြီးတော့$93,933.36 USDT ကိုရောက်လို့ရှိရင်ကျွန်တော် future account ထဲမှာရှိတဲ့အရာတွေအကုန်ကုန်သွားမယ်ပေါ့နော်ကျွန်တော် position liquidate ဖြစ်သွားမယ်ဆိုတော့ဒီကကျွန်တော်ဈေးနှုန်းဘယ်လောက်ကိုရောက်လို့ရှိရင် future account ထဲမှာရှိနေတဲ့ဟာတွေအကုန်ကုန်သွားမလဲကျွန်တော် position က liquidate ဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီ liquidation price မှာလာပြီးတော့တွက်လို့ရပါတယ်တခုကောင်းတာကကျွန်တော် liquidation price ကိုသိရလို့ရှိရင်ကျွန်တော် SN ဘယ်လောက်ထားမလဲပေါ့နော် SN ကိုဘယ်လောက်ထားမလဲဆိုတော့ကျွန်တော်ဒီနေရာမှာအကြမ်းမြင်တွက်လို့ရပါတယ်ဆိုတော့ကျွန်တော် PNN ရဲ့ target price ရဲ့ liquidation price ရဲ့ကို future position ဝင်ငယ်မှာဘယ်လိုတွက်ရမလဲဆိုတော့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်